တထေးတစ်မှာကျန်းခောက်ဖို့အတွက်တထေးပြောင်းဖို့ပေါ့လေကျန်းအောက်စာရွက်တောင်းနေတဲ့လူတွေရှိတယ်အခုတော့အဲ့လိုမျိုးအလုတ်ရှင်တစ်မှာကျန်းခောက်ဖို့အတွက်တထေးဟောင်းစီကကျန်းအောက်စာရွက်မလိုတော့ဘူးဆိုတဲ့အကြောင်းလာပြောတာပါဒီအုပ်စုတွေကမတ်တီ10မတ်တီ17ဆိုတဲ့အုပ်စုနဲ့မတ်တီဆောင်ဆိုတဲ့အုပ်စုထားလိုက်ပါတော့အဲ့ဒါတွေကရှုပ်ပါတယ်73ရက်နေ့2လပိုင်း2026မှာတက်တန်တိုးထားတဲ့အုပ်စုမပါဘူးပြီးတော့ MOU တွေမပါပါဘူးနောက်ထပ်ထပ်ထွက်လာမဲ့ update သတင်းတွေတော့မသိသေးဘူးပေါ့လေလက်ရှိမှာတော့ MOU အုပ်စုရဲ့73ရက်နေ့2လပိုင်းအုပ်စုတွေကတော့ကျောင်းအောက်လိုနေစေဖြစ်ပါတယ်အလုသမားသက်ဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်တဲ့သတင်းကိုကျွန်တော်ဖတ်ပြမှာဖြစ်ပါတယ်စာထဲမှာရေးသားထားတာကအကြောင်းအရာတဲ့အလုရှင်ပြောင်းလဲခြင်းအတွက်အထောက်အထားစာရွက်စာတမ်းများတောင်းဆိုခြင်းကိစ္စပါတဲ့ဘန်ကောက်ခရိုင်လောက်ကန်ယုံ area 1ကနေ10အထိပြည်နယ်လောက်ကန်ယုံအားလုံးနဲ့ဒရိုက်တာတွေကိုသိစေအပ်ပါတယ်တဲ့အလောက်ကန်ဌာနသည်အလုရှင်ဖွဲ့စည်းများနဲ့နိုင်ငံခြားသားအလုသမားများထံမှတိုင်ကြားစာတွေမကျေနပ်ချက်တွေစင်မပြေမှုတွေပေါ့လေလက်ခံရရှိပြီးတဲ့နောက်မှာတဲ့အခုလိုအမိန့်ထုတ်ပြန်လိုက်တာပါလို့အတူကျုံပြောကြပါစို့ရခင်တုန်းကဒီကိစ္စတွေစီမံဆောင်ရွက်ရမှာနိုင်ငံခြားသားအလုသမားနဲ့အလုရှင်ဖွဲ့စည်းများမှနိုင်ငံခြားသားအလုသမားတူအား၎င်းတို့ရဲ့ရခင်အလုရှင်ဌာနရက်စဲခြင်းအကြောင်းကြားစာအတွက်အဲ့ဒါမျိုးတွေပြောရတာရှောက်တယ်နော်အရင်တုန်းကတော့ထွက်လာလို့ရှိရင်ကျောင်းဟောပါမတထေးတစ်မှာဝင်လို့ရမယ်ပေါ့စာဆန်ပြောရတာညီးငွေလာလို့အခုတော့အဲ့ဒီကျွန်တော်ထပ်ပါပြောရတဲ့အုပ်စုတွေကအလုရှင်ဟောင်းစီကကျောင်းဟောမပါဘဲနဲ့အလုရှင်တစ်စီမှာဝင်နိုင်ပြီပေါ့ပုံမှန်73တုံးကားတဲ့နိုင်ငံခြားသားအလုသမားကိုငှားရမ်းသောအလုရှင်ဒီနိုင်ငံခြားသားအလုသမားကိုငှားရမ်းသည့်နေ့မှ15ရက်တွင်မှတ်ပုံတင်ရရှိထံအကြောင်းကြားရမယ်လို့ပြဋ္ဌာန်းထားတာရှိပါတယ်တဲ့နိုင်ငံခြားသားအလုသမားများသည်အလုစတင်ပြီး15ရက်တွင်၎င်းတို့ရဲ့အလုရှင်အားမှတ်ပုံတင်ရရှိထံအကြောင်းကြားရမည်ဖြစ်ပြီးနိုင်ငံခြားသားအလုသမားများတို့အကြောင်းကြားစာပုံစံအခုတော့ပြင်ဆင်လိုက်ပါပြီတဲ့ရခိုင်အလုရှင်ဌာနနိုင်ငံခြားသားအလုသမားများအလုမရက်စဲခြင်းနဲ့သက်ဆိုင်သောအထောက်အထားစာရွက်စာတမ်းများကိုအလုရှင်ပြောင်းလဲခြင်းအကြောင်းကြားစာနဲ့တူတင်ပြရန်မလိုအပ်တော့ပါထို့ပြင်နိုင်ငံခြားသားအလုသမား၏အလုမရက်စဲခြင်းကိုအလုထွက်ခြင်းကိုအကြောင်းကြားခြင်းကအလုထွက်ဖို့အကြောင်းကြားခြင်းတဲ့နိုင်ငံခြားသားကျွန်တော်တို့ရှိပြန်အလုသမားသို့မဟုတ်အလုရှင်သိရတာဝန်မဟုတ်ပါတဲ့ထို့ကြောင့်ဥပဒေကအမှန်လိုအပ်သည့်ထက်ကျော်လွန်ပြီးတော့စာရွက်စာတမ်းတွေတောင်းဆိုနေခြင်းစာရွက်စာတမ်းတွေနဲ့ကျွန်တော်တို့တိုင်ပတ်အောင်လုပ်ထားခြင်းကပေါ့နော်အာဏာအလုံးသွဲစားအလုံးသုံးစားပြုခြင်းဖြစ်ပြီးတော့ပြည်သူလူထုအပေါ်မလိုအပ်သောဝန်တော့ဝန်ပိုးတွေဖြစ်ပါတယ်တဲ့ဤစာရွက်စာတမ်းများကိုတင်ပြခြင်းသည်အလုရှင်ပြောင်းလဲခြင်းအကြောင်းကြားစာအတွက်မလိုအပ်ကြောင်းရှင်းလင်းစွာနားလည်ရမည်လိုက်နာရမည်သူဖြစ်ပါ၍ပြင်ဆင်လိုက်သောစည်းကမ်းချက်ပေါ်လိုက်နာမှုရှိလိုက်နာကြပါလို့လေးစားစွာတင်ပြအပ်ပါတယ်တဲ့ဆိုတော့ဒီကောင်ချုပ်ရင်တော့မတ်တီ7နဲ့မတ်တီ2အုပ်စုတွေအလုရှင်ပြောင်းဖို့အတွက်ကျန်းအောင်မလိုတော့ပါအဲ့ဒီထဲမှာ MOU အုပ်စုနဲ့73ရက်နေ့2လပိုင်းအုပ်စုတွေမပါဝင်ပါအဆင်ပြေကြပါစေခင်ဗျာပတ်သက်တဲ့လည်းမထူးသေးပါဘူးပေါ်တော်62လည်းမထူးသေးပါဘူး